the Bashi Mahasi the go Arisa Mahatama and Verola the Kim hey the Kim hey Yasabi Balium Taga hey Satima Sadi the hey Kabati baby hey Love the Kim you hate mama love Yo Jimmy mama phoji na ba la la Oba ha ke bo pyao sang ko gom pyu ni sa tin ne bi တက်ပါဗျာ ချီချီ hey hey Bashi Mahasi Niyo the go Arisa Mahatama and Verola the Kim hey Yasabi Balium Taga hey Satima Sadi do hey Kabati baby the Bashi Mahasi Niyo the go Arisa Mahatama and Verola the Kim hey the Kim hey Yasabi Balium Taga hey Satima Sadi do hey Kabati baby oh so hey Pojo oh say Lula Yago the song I tell yeah you get it Pojo oh say hey Pojo oh say Lula Yago the song I tell yeah you get it Pojo oh say Yama Pili Sweetie Sweet no Sweet Changin no premium Pama Minto Tina Saka Dopamino Tina Saka There's a old saying no hey yo Jimmy mama phoji ya la mi yoကလာလက်ကဒီမင်းသမီးတတိထားတော့ဒီနတ်မောက်ဈေးထဲသွားတာလေအာလူဝယ်တာခရမ်းသီးပါရအောင်နှိုက်လာတယ် ဟုတ်လားလက်တော့လား လက်သွက်တယ် ချစ်ပါပြီလားတော့ချစ် လက်သွက်တယ်နော် ဒါလေးအဖဘိုးချုပ်ဂုံပြုတ်ကြတာ ဟုတ်တယ်လေ ကောင်းကောင်းမပူဘူးပူရင်းနဲ့ဆရာသမားတော်မရှောင်ဖင်လာနိုင် တတိမေးလို့မလုပ်သေးဘူးတတိမေးလို့ မဲ तू လောက်ပြီးတော့ तू ပြောတယ်လက်ကြည့်တယ်ချစ်မပူတဲ့ကျွန်တော်ဂလက်စားချေပလိုက်မယ် မလုပ်ဘဲတော့ဖေးစီဘူးကားလေအောင်ဆန်းဟေးဘိုးချုပ်အောင်ဆန်းလူလိုက်ရရောသဆုံငါထဲရယူခဲ့တဲ့ဘိုးချုပ်အောင်ဆန်းအောင်ဆန်းဟေးဘိုးချုပ်အောင်ဆန်းလူလိုက်ရရောသဆုံငါထဲရယူခဲ့တဲ့ဘိုးချုပ်အောင်ဆန်းမြမပြည်သည်ရွှေထီရွှေနှံရွှေချင်ငယ်တို့ဖွင့်မြန်ဖို့ပမမင်းတို့ဒီနေ့စီဆုံးဟာမိသားစုတွေကျွန်တော်တို့ဘာပစိုးဝတ်ထားလဲမြင်ရလား နောက်ဆုံး မြ ရင် င်ပါရဲ့နော် နောက်ဆုံးရင်မမြင်ရတော့ သူတို့အရန်မောင်းတော့အပြန်ကြတော့လွတ်ဆက်တွေတန်းမှလို့ပြရမှာ တော့ပမမင်းတို့ မင်းတို့ ဒီနေ့စကားခံဒါလေးကောင်းမလား โอเคโอเค မင်းသားလေးလား လာတိုင်း လေးတွေနဲ့ ကျုပ်မရောက်ဘူး ဟုတ် မ ပါ ရောက်ဘူးတဲ့ကြားတယ်ကျွန်တော်လာကြွားနေသေးတယ်
ပါကြွား အခုတည်းအကူကဘိုလ်ချုပ်အိမ်ကိုရောက်ဖူးလားတဲ့ဩ ပြည့်မှာပြည့် သူတို့ကဒီနေ့ရောက်ပြီးတော့ကျွန်တော်လာမေးသေးတယ်ရီစရာကောင်းတာ တို့လည်းမရောက်ဘူးတော့မရောက်ဘူးတော့ပြောရှိတယ် ကျွန်တော်ကမင်းသားဖြစ်မှာမဟုတ်ပါဘူးဟိုးငယ်ငယ်လေးကလေးကရောက်ခဲ့ဘူးလေ ဟုတ်ကဲ့ ဟုတ်ကဲ့ ကန့်သက်ချက်ပေါင်းများစွာထားတဲ့အချိန်တောင်လေးစားလုံးလို့ခုဒီနေ့အာဇာနည်နေ့ကြတော့ကျွန်တော်ကဘိုလ်ချုပ်နေခဲ့တဲ့တက္ကသိုလ်ကပဲခူးဆောင် ဟုတ်ကဲ့ အဲ့ဒီကိုသွားလိလာမတော့2ရက်ပဲဖွင့်တာဟုတ် ဟုတ်ကဲ့ဗျာ သွားကြည့်အောင်မယ် ဟုတ် ဘာ ကဲ့ ရတော့မူဓာတ်ကူးယူတာရင်တော့ခံစားမှုလေးစားမှုပါ ဟုတ်ကဲ့ဗျာ တော်တော်များများတချို့ကလည်းဘိုလ်ချုပ်ကြောင့်ဗျာအလက်ချက်ဖြစ်တယ်ဘာမှမသိဘူးသူတို့ကတစ်မျိုးပဲကျွန်တော်တို့ကဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟုတ်တယ်နော်အရဟံတမ္မာတမ္မောဝိဇ္ဇာစရဏတမ္မနောစသဖြင့်ဂုဏ်တော်ကိုးပါးရွတ်တယ်ဘာကြောင့်ရွတ်တယ်လေဒါလေးလေးစဉ်းစား မှန်ပါ ဟုတ်တယ်နော်သူကတော့ကောင်းသောစကားကိုသာဆိုတော်မူသောမြတ်စွာဘုရား ဟုတ်ကဲ့ ရှေ့မှာကောနောက်မှာကောစိတ်ကိုရရက်မှာသူကတော့ကောင်းသောစကားကိုသာဆိုတော်မူသောမြတ်စွာဘုရားဝိဇ္ဇာစရဏတမ္မနာဝိဇ္ဇာတိလဲတိတဲ့စရဏကျင့်လင်းကျင့်တော်မူသောမြတ်စွာဘုရား ဟုတ်ပါဗျာ စသဖြင့်ပဲအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား ဟုတ်ကဲ့ စသဖြင့်ဒီလိုဂုဏ်တော်ဘာဖြစ်လို့ရွတ်တယ်လေသူကတော့ကောင်းတာဘုရားကပြောတယ်လို့ငါတို့လေးပဲကောင်းတဲ့စကားပဲပြောမယ် ဟုတ်ကဲ့ဟုတ် ဟုတ်တယ်နော် မှန်ပါ ဟိုဝိဇ္ဇာစရဏတမ္မနာဘုရားကတိလဲတိကျင့်လဲကျင့်တယ်ငါတို့သိအောင်ကြိုးစားပြီးကျင့်ကြမယ် ကြည့်ကြမယ် ဒီလိုနော် ဟုတ်ကဲ့ဗျာ အဲ့လိုဓာတ်ကူးယူကြသလို မမ ဘိုလ်ချုပ်အကြောင်းကိုချစ်ခင်လို့လေးစားလို့လိလာတဲ့ခုံပြုတ်တဲ့ဘိုလ်ချုပ်ကိုရင်ထဲမှာရှိတဲ့အကြောင်းဓာတ်ကူးပြီးယူကြတာ မှန်ပါ ဟုတ်ပါဗျာ ဘိုလ်ချုပ်ကတိုင်းပြည်ကိုချစ်တယ်လို့တို့ချစ်မယ် ချစ်တယ် တိုင်းပြည်တွေပေးဆက်တယ်လို့တို့ပေးဆက်မယ်ဘိုလ်ချုပ်ဆိုအကြီးတော်လူကြီးอ่ะဒါပေမဲ့အသက်ကငယ်ငယ်လေး ငယ်လေးပါ ကုန်းကလည်းကြီးတယ်နှစ်တည်တာအဝေးမကွာသေးရင်ဒဏ်ရာကြီးပုံမြင်အောင်ဖြစ်သွားနိုင်တယ် ဟုတ်တယ်ဗျာ နော် ဟုတ်ကဲ့ အော်ဘယ်နဲ့ ဟုတ်ပါ အဲ့လိုပြောရမှာပေါ့ဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ ဟောတချို့ကပြောတယ်ငါတို့ဒီအရွယ်လေးနဲ့ကွာမပြောစမ်းပါနဲ့ဘိုလ်ချုပ်ကဘိုလ်ချုပ်ဖြစ်တော့28နှစ်ပဲရှိသေးတယ် ဘိုလ်ချုပ်ဖြစ်ပြီ တိုင်းပြည်ကောင်းဆောင်နော် ဟုတ်ကဲ့ဗျာ အော်စရာကြီး အော်စရာကောင်းပါဗျာ ဒါကြောင့်မို့လို့ဟာငါတို့တော့20ကျော်ပဲတို့30မှမပြည့်သေးတာကိုမဖြေသိမ့်နဲ့ဘိုလ်ချုပ်ကလှုပ်ရှားပြီးတိုင်းပြည်တွေလှုပ်ခဲ့တယ်အသက်ငယ်ငယ်လေးတွေကစခဲ့တာ ဟုတ်ကဲ့ဟုတ်ကဲ့ ဗျာ ငယ်ချင်းကြီးစင်းရအဓိကမို့ဒါကြောင့်လေဘိုလ်ချုပ်ကပြောခဲ့တာအသက်ကြီးတာငယ်တာနဲ့မဆိုင်ဘူးတဲ့အတိကြီးမှလူကြီးတဲ့နော်ဆောင်တယ်ဗျာ ဟုတ်ပါဗျာမ အ မ ကြီးကနော် မှန်ပါဗျာ လူကြီးုံနဲ့အတိမကြီးလို့မရဘူးတဲ့ မရ မ ပါ ရ ဗျာ ဘူး မှန်ပါ ဟုတ်လား ဟုတ်ကဲ့ လူကြီးပြီးအတိမကြီးတဲ့လူတွေကြပြဿနာရှိတယ်နော် ဟုတ်တယ် ဟုတ်ကဲ့ ညလုံးပဲကြည့်ဘာလို့တို့လာကြည့်အတိ တော့ ကြီး သူ က လိပ်ပြမလုံဖြစ် အတိကြီးတယ်အတိကြီးတယ်အခုအတိသွားပြီသိဆက်မတောင်းတော့ အခု မပြေသေးလို့ ကျွန်တော်မပြောနဲ့နတ်မောက်သားကြီးကိုမင်းခန့်ကိုအောင်ကျွန်တော်ငယ်ငယ်လေးတော့ဘလုံးခွင်းထဲမှာကတော့အိမ်မှာပဲနေခဲ့တာနော်အဲကျွန်တော်ငယ်ငယ်ကသူကဘာမှမဆိုင်မနဲ့ဇမင်းသားနဲ့ဆက်เสียတော့ဖြစ်တာ ဟုတ်ပါ အဲ့ဆိုကျွန်တော်ညီရင်တယောက်လို့ချစ်ခင်လို့စောင့်ရှောက်ပြီးရင်လိုက်ရင်ကျွန်တော်ကြီးကြသမျှစိုးသမျှအနုနာခံရင်လည်းဘယ်လိုလုပ်စသဖြင့်လောကကြီးရောက်တော့မှမသိဘူး ဟုတ်ကဲ့ ဟုတ်ကဲ့ဒီမှာစကဘူးတဲ့ကျွန်တော်ဘလုံးခွင်းထဲမှာ ဟုတ်ကဲ့ သူ့ကိုကျွန်တော်ကျွန်တော်ကဘလောက်ပဲဘာတွေဖြစ်နေနတ်မောက်သားဆိုတာတခုတည်းနဲ့တည်းကျွန်တော်မဆက်ဆံလို့မရဘူး ဟုတ်ကဲ့ဗျာ ဟုတ်တော့မွေးရပါသူ့ရတာဂုံဗျာ ဟုတ်တယ်ဗျာလေးစားပါဗျာ ကျွန်တော်တို့ကျတော့အဲ့ဒါဖြစ်ခွင့်မရှိဘူး ဟုတ်ကဲ့ ကျွန်တော်စဉ်းစားတာပေါ့လေကိုပေါ်လာမြန်မာလေးနဲ့ကျွန်တော်လည်းများမတော်တဆအိမ်အောင်ကြခဲ့ရင် ကြပြီ နေ့စီလာစီကြနတ်မောက်ကိုလာပြီးအိမ်ငါပြီးနေဦးမယ် အဲ့ဒါဆိုတို့ကလည်းနတ်မောက်တူလေးတွေပဲရအောင် ငါအောင်ပါ ယူလိုက်ယူလိုက်ယူလိုက် တော့ဗမာမင်းတို့အောင်ဆိုင်မဟုတ်လားတော့ဗမာမင်းတို့ဒီနစကားမိုက်ဆွေမင်းသားလေးနဲ့ကလည်းအောင်မယ်နော်ပြီးမှတွဲလိုက်မယ်နော် တိုင်မင်တာပေါ့ကောင်းဆောင်မင်းသမီးဆိုတော့ တော့မင်းတို့ဒီနစကားအော်မင်းရရှိလားသူ့နောက်ကရက်တော့မင်းရကပူနာမမြင်ရဘူးဒီနားမှာနေပါ အာချစ်ရဲ့ရှေ့မလို့ပါနဲ့ ဘယ်လိုဖြစ်နေရလို့ချစ်ကိုမင်းမင်းလားမင်းမင်းလားဒီနစကားခံ လာပြီ လာပြီလာပြီ မင်းသားလေးတွေဟေးဟေး
ဟုတ်ပါပြီ အေး ဟုတ်ပါပြီ လာပါဗျာဟဲ့အမ ဟေးမင်းအဲ့လောက်ကတာကတတ်တယ်ပေါ့ဒီလောက်ကကောင်းတာဘာလို့မင်းနတ်မောင်မှာမြင်းလဲမမောင်းတော့ အကာကောင်းရင်နတ်မောင်မှာမြင်းလင်းမောင်းရသလား ဟောမဟုတ်ပါဘူးလို့ပြောမင်းသားမပြောပါဘူးသူပြောတာအကာကောင်းလိုက်တာမြင်းလဲမောင်းကျွန်တော်မြင်းလဲမောင်းဖြစ်တာကြားပေါ့ အမနေကတာလို့လား ကတတ်တာပေါ့ အခုကပြစမ်း အရင်တော့မင်းသားဟာကိုအောင်နဲ့ကျွန်တော်နဲ့ဆိုရှမ်းပြည်တောင်ပိုင်းမှာဟိုငယ်ငယ်လေးကနေအမှုပညာ အကျွေးတွေနေလို့နေအောင်လို့တူထူခဲ့တာမလား အမှုပညာအလုပ်ကိုလက်တွဲလုံရင်းနဲ့ကျွန်တော်တို့အုံးခွဲတာရှုံးတာ ဟဲ့မင်းနဲ့ ဘောလာမေပေါ်လာမင်းသားရဲ့ ဟလား ပေါ်လာမင်းသားဖြစ်တော့ကလူတွေမပေါ်သေးဘူးရဲ့ ဒါတွေပေါ်နေ အဲ့လိုနွားကြီးတွေကဗျာ ဟုတ်တယ် ဟောလူကြီးကို ဟုတ်ကဲ့စုခမ်းမယ်ဟာစူးစိတ်ချမှာပဲ ဟိုမသိလို့မေးတာဒီနတ်မောင်မှာလူရှင်တော်တွေသုံးလို့ရတဲ့ပတ်စံမထွက်သေးတာလား ဟုတ်တယ် နိုင်ငံတော်အမြတ်ပိတ်ထားသေးလား လိုချင်လို့ပြောတာမဟုတ်ပါဘူးเนาะရာဘူးချင်လို့ပါ လမ်းကြောင်စားဖို့တောက်ဖို့ပေါ့မလေး ပေးမှာပါတဲ့ကောက်ရရင် ဟင်း ဟိုအမလည်းလက်ကောက်ဆူချမလို့တဲ့အဲ့ဒါလက်ကောက်ကချွတ်လို့မရလို့မချတော့ပါဘူးတဲ့ ကျွတ်နေပြီအမေဟိုမကျွတ်နေပြီ ဟလား ရားလို့ကောက်နေတာကွာ ဒီဘက်ကိုပြန်စွတ်တာဟာ နတ်မောင်မှာကတာအဆင်ပြေပါတယ်သမင်းအစားတောက်ကလည်းဟိုဘက်မှာဆိုင်တန်းနေသိကောင်းပါတယ်အကောင်းဆုံးကတော့နတ်မောင်မှာရင်နဲ့ရောက်တော့တာတော့လက်ဖေးပေါ့ ဟုတ်တယ် တော်ကောင်းတယ်လက်ဖေးပါပူတော့တော့မချိုး အေးတော့ရော သွန်ပြစ်ခဲ့ရတယ်လေ ဟင်း အဲ့ဒီဆိုင်နာမည်လေးသဘောကျ ဘာစတယ်ပဲ မျောလင့်ချင်းလက်ဖေးဆိုင် မဟုတ်လားဟုတ်လားဟုတ်တယ်နော် မျောလင့်ချင်းလက်ဖေးဆိုင် ဘယ်လိုဖြစ်လို့တော့ ဘာလို့ဖြစ်လို့ လက်ဖေးတစ်ခွက်မှလိုက်မျော တော်တော်နဲ့ရောက်မလား သမီးကြောင့် ကိုအောင်တို့ပြောပေးစမ်းပါ ဘာမှမဖြစ် ဒီနာပွဲစားထွက်တဲ့ချင်းအင်ကြီးဖြူနဲ့လူကြီးကို အဲ ဒဏ်တက်ပေးစမ်းပါ အဖြစ်လို့ တို့ တော့ တို့ စုချဖို့လာလိုက်သူဟာတားလိုက်ပြန်ဆိုင်သွားတယ်တော်တော်ခံစားရတယ်ဗျာ တကယ်တော့နတ်မောင်မှာပညာရှိတွေတော်တော်ပေါများသွားပြီ အဲ့လိုလို့ တစ်မျိုးလုံးနီးပါအကုန်လုံးဆရာဝန်တွေဖြစ်ကုန်ကြ ဘာလို့လဲ မသိဘူးဗဇက်ကြီးတွေအုပ်ထားတယ်ဆရာဝန်တွေလား ဩဖုံဝင်မှာဆိုလို့ mask estimate mask ကိုအုပ် တသွေးတွေဆင်းနေတာဗျာခင်ဗျာအဲ့ဒါပတ်စံလားဟလား ဟုတ်တယ်ပတ်စံ ဟာလမ်း အမေအမေ လန့်သွားတ ဟို ယ် လန့်သွားတယ် သမီးလေးလက်တွေတုံးနေပါနှစ်ပတ်တော့သွားချလိုက်ပါလားဟဲ့ ဟာဒီမှာမရဲလို့ပါ ဖြစ်သမီး အသားထိုးပြီးမှလည်းကြောက်နေတာသူက တကယ်ပါအိမ်ရောက်တော့မိန်းမကိုအင်ကြီးပြောင်းချုပ်ခိုင်းရ ဘာဖြစ်လို့လို့ ငါအင်ကြီးအချိန်မတူးလို့လားမပြောင်းမလားမချိန် ဟုတ်တယ် ချိန်မ ချိတ် တော့ တော်မတိုးခင်ဗျာဓာတိုးလို့တယ် မလီးဘူး အောင်ဆန်းဟိဘိုးချုပ်အောင်ဆန်း ဘိုးချုပ်အောင်ဆန်း လူငယ်ရဲ့ကိုသစငါထက်ဆုံးငါထရယူခဲ့တဲ့ငယ်ဘိုးချုပ်အောင်ဆန်းအောင်ဆန်းဟိဘိုးချုပ်အောင်ဆန်းလူငယ်ရဲ့ကိုသစငါရယူခဲ့တဲ့ဘိုးချုပ်အောင်ဆန်းမြမပီရွှေထီရွှေနောင်တို့ရွှေချငန်းတို့ပွင့်မြန်တော့ဗမမင်းတို့ทีนึงสักคาကောင်းတယ်ဗျာ ไม่สวย မိုက်ဆူ လိုက် လိုက် เฮ้ย ရရှင်မသားနေဟောတော့မင်းမရဆောဆောလို့လိုက်ဖက်ညီပါဗျာဟုတ်ပါบะมะရဲ့သူရေကောင် မမရဲ့သူရဲကောင် ဘမရဲ့သူရေ